တနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါသည်တနင်္လာသားသမီးများအတွက်6လပိုင်းတလစာမှာကံကြမ္မာအကြောင်းကျိုးအကောင်းအဆိုးများကိုဟောပြောတင်ပြပေးပါမယ်တနင်္လာသားသမီးများဒီညတာအတော်အတွင်းမှာမိမိရဲ့လုပ်ငန်းကိုင်ငန်းတိုးချဲ့ပြီးတော့လုပ်ကိုင်နိုင်တဲ့လုပ်ကိုင်နိုင်မှုအခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေပေါ်လာလိမ့်မယ်နော်အပေါင်းတဲ့မိတ်ဆွေဆရာသမားအထက်အကြီးကဲအသိပညာရှင်အတတ်ပညာရှင်မိမိရဲ့လုပ်ငန်းကိုင်ငန်းပေါ်မှာအကြံကောင်းဉာဏ်ကောင်းပေးနိုင်တဲ့ပညာရှင်ဆရာသမားအတတ်ပညာရှင်တွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေနဲ့မိမိရဲ့လုပ်ငန်းတစ်ဆင့်မြင့်တိုးတက်အောင်မြင်သွားနိုင်တဲ့လာတလလို့ဆိုရမှာဖြစ်တယ်။ဒါပေမဲ့ဒီလအတော်အတွင်းမှာလုပ်ငန်းပြောင်းတာနဲ့လုပ်ငန်းတိုးချဲ့တဲ့အရာတွေမှာလုပ်ငန်းတိုးချဲ့တာကိုဦးစားပေးပြီးလှုပ်ဆောင်တဲ့လာတလဆိုဖြစ်ပါတယ်အလုပ်ကိုင်ပြောင်းတာနေရာထိုင်ရင်းပြောင်းတာအိမ်ပြောင်းတာဆိုင်ကန်းပြောင်းတာရုံးခန်းပြောင်းတာနော်လုပ်ငန်းနဲ့ပတ်သက်တဲ့ဘယ်အရာမဆိုအပြောင်းအလဲနဲ့ပတ်သက်တဲ့အရာမျိုးလေးတွေကိုဒီလမှာအတိုးဆင်ခြင်ဆောင်ရှားတဲ့နော်အပြောင်းလဲခဏခဏလုပ်မယ်ဆိုလို့ရှိရင်မိမိတို့ကံကြမ္မာအခွင့်အလမ်းကောင်းတွေဆုံးရှုံးသွားတတ်တဲ့လာတလဖြစ်တယ်လို့အပြောင်းလဲမလုပ်ဘဲနဲ့လက်ရှိလုပ်နေတဲ့အလုပ်ကိုင်တွေပေါ်မှာပဲတိုးချဲ့ပြီးလုပ်မယ်ဆိုလို့ရှိရင်အခွင့်အလမ်းကောင်းအခွင့်အရေးကောင်းတွေပုံမူပြီးတော့ပေါ်လာနိုင်တယ်အောင်မြင်မှုပိုင်းအဆင်ပြေမှုပိုင်းတစ်ဆင့်မြင့်အကျိုးပေးမှုပိုင်းတွေရရှိလာနိုင်တဲ့လာတလလို့ဆိုရမှာဖြစ်တယ်။ဒါကြောင့်မို့လို့တနင်္လာသားသမီးများဒီလအတော်အတွင်းမှာအတွင်းမှန်မို့လို့အမျှော်မြင်ကောင်းဖို့လိုတယ်။အတွင်းခေါ်မှန်တယ်အမျှော်မြင်ကောင်းမယ်ဆိုလို့ရှိရင်ဒီလဟာမိမိတို့အကောင်းဆုံးသောအခွင့်အရေးတွေယူဆောင်လာပြီးမဲ့လာတလဖြစ်ပါတယ်။ဒါကြောင့်မို့လို့တနင်္လာသားသမီးများဒီလအတော်အတွင်းမှာမိမိတို့ကောင်းကျိုးများကိုယူဆောင်လာနိုင်မှုအရေးအပြောင်းအလဲနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအထူးဂရုစိုက်ပါ။နောက်တစ်ခုအပျော်ပါးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေဂရုစိုက်ပါအပျော်ပါးလိုက်တာအပေါင်းတဲ့တငယ်ချင်းခုံမင်းတာအပေါင်းတဲ့တငယ်ချင်းတွေနဲ့သွားနေလာနေပျော်ပါးနေရရင်စိတ်ကကျဉ်းနေတယ်ဆိုလို့ရှိရင်မိမိတို့ဒီတလားတာမှာကောင်းကျိုးတွေကောင်းတရားတွေရော့ပါသွားနိုင်ပြီးတော့တရားတော်အမှုခင်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေရင်ဆိုင်လိုက်ရနိုင်တဲ့ရက်ကာလတလားဖြစ်ပါတယ်ဒီလမျိုးတလားဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလအတော်တည်းမှာအပျော်ပါးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအထူးရှောင်ရှားပါလို့အကြံပြုတင်ပါတယ်နော်ဒီလအတော်တည်းမှာထူးခြားမှုတစ်ခုလေးရှိတာကဘာလဲဆိုလို့ရှိရင်မိမိအိမ်ကိုရှင်ဒီဝိပုံတော်ရှင်ဒီဝိရုပ်ထုတော်ဒါမှမဟုတ်လို့ရှိရင်ယဟန္တာပုံတော်ဒါမှမဟုတ်လို့ရှိရင်ယဟန်တပါးပါနော်ရွှေရောင်အစင်းရှိတဲ့ပုံတော်ရုပ်ထုတော်တစ်ခုခုများမိမိအိမ်ကိုလက်ဆောင်အဖြစ်ရောက်ရှိလာရင်ကြွားရောက်လာရင်တယောက်ယောက်ကပူဇော်ဖို့အတွက်နော်လက်ဆောင်ပေးလာခဲ့မယ်ဆိုလို့ရှိရင်ဒီလတလားတာအတွက်တနင်္လာသားသမီးများအထူးကံအကျိုးပေးကောင်းနိုင်တဲ့လတလားဖြစ်တယ်လို့လက်လာကအလွန်ရှင်လန်းနိုင်တဲ့လတလားလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီလအတော်တည်းမှာမိမိအတွက်ရရှိလာနိုင်တဲ့အခွင့်အရေးတွေကိုလက်မလွတ်ပါစေနဲ့။နောက်တစ်ချက်မှာဒီလိုမျိုးပေးမဲ့ကမ်းမဲ့သူကိုစောင့်နေမဲ့အစားမိမိကိုယ်တိုင်ကလည်းတော့ရှင်ဒီဝလိတော်၎င်းရှင်ဘာကုတော်တော်၎င်းဒါမှမဟုတ်လို့ရှိရင်လေဖျားစင်းတူတော်၎င်းနော်ရွှေရောင်အစင်းလှလှပပတတ်တပဲတင်းတင်းတဲတဲလေးရှိတဲ့ရွှေရောင်အစင်းရှိတဲ့ပုံတော်ရုပ်ထုတော်တတ်နိုင်သမျှတစ်ခုခုတော့ဝယ်ယူပြီးတော့မိမိအိမ်ဖျားမှာပူဇော်ခဲ့မယ်ဆိုလို့ရှိရင်လေဒီလအတွက်အထူးကောင်းမွန်ပြီးအထူးလက်လာပဲပွင့်လန်းနိုင်တဲ့လတလလို့ဆိုရမှာဖြစ်တယ်ဒီလအတော်အတွင်းမှာလူမှုရေးကိစ္စတွေပတ်ဝန်းကျင်ကိစ္စရဲ့ရက်တွေမှာအထင်ကြီးလေးစားစရာကိစ္စရက်တွေအကြောင်းရင်းလေးတွေပေါ်လာနိုင်တယ်လို့တချို့သောကိစ္စရပ်တွေမှာအထင်လဲစရာအထင်မှားစရာမိမိကိုဆွတ်ဆွဲတာတမင်သက်သက်သပုတ်လေးလွင့်ဆွတ်ဆွဲတဲ့ကိစ္စရပ်တွေနော်အထင်လဲအထင်မှားအောင်တမင်သက်သက်ပြောဆိုဆက်ဆံတဲ့ပုံစံမျိုးတွေလည်းခံရတတ်ပါတယ်အထင်လဲအထင်မှားခဲ့ရဆိုလို့ရှိရင်မိမိကိုအထင်လဲတာအထင်မှားတာတမင်သက်သက်ပုတ်ခတ်ပြီးပြောဆိုတာအဲ့လိုအရာမျိုးရှိခဲ့တယ်ဆိုလို့ရှိရင်တနင်္လာသားသမီးများချက်ချင်းဖြည့်ရှင်းတဲ့အရာများမလုပ်ပါနဲ့ဖြည့်ရှင်းမှုပိုင်းဆိုင်ရာကိုမလုပ်ပါနဲ့ဖြည့်ရှင်းလေရှုပ်လေဖြစ်တတ်တယ်မဖြည့်ရှင်းနဲ့မသိကြအောင်ဆောင်နေလိုက်မိမိရဲ့အမှန်တရားတွေမိမိကိုယ်ရဲ့ကြံရည်ရရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အမှန်တရားကိုဒီလအတော်ထဲမှာမိမိစိတ်ထဲမှာသိတဲ့အမှန်တရားမိမိစိတ်ထဲမှာပဲထားထုတ်ဖော်မပြပါနဲ့ဖြည့်မရှင်းပါနဲ့မဖြည့်ရှင်းပါနဲ့လို့အကြံပေးချင်ပါတယ်နောက်တစ်ချက်ဒီလအတော်အတွင်းမှာငွေချင်းနဲ့ပတ်သက်ရင်ပတ်စံနဲ့ပတ်သက်တဲ့ခါကြလို့ရှိရင်နည်းနည်းတတိဒါပတ်စံပြောက်တာဒီရှာတာဒီသူများယူသွားတာဒီမသိအောင်ယူသွားတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ဖြစ်ပေါ်တတ်တဲ့လတလားဖြစ်ပါတယ်ဒီလအတော်တွဲမှာမိမိအိမ်ကိုအောက်ရက်ငယ်သားညီကိုမောင်နှမဒါမှမဟုတ်လို့ရှိရင်အတိမိတ်ဆွေမိမိရဲ့ဝန်ထမ်းတွေအိမ်ကိုလာတာအိမ်မှာအလိုက်မသိတဲ့ဧည့်သည်မျိုးတွေအဲ့လိုမျိုးတွေရောက်ရှိလာတတ်တယ်အလိုက်မသိတဲ့မိသားစုတကယ်တော့ယဉ်နီးသော
အပေါင်းအသင်းများမိတ်ဆွေများအိမ်ရောက်လာတတ်တယ်အဲ့လိုရောက်လာတဲ့အခါကျလို့ရှိရင်မိမိတို့အလုံးလန်းကံရမ်းနဲ့ပတ်သက်ပြီးလောရခတ်တာကံရခတ်တာအလုံးကံလောရကံရခတ်တာတွေစိတ်ရှုပ်ရတာပုံစံမျိုးတွေကြုံတွေ့ရတတ်တဲ့လာတလာဖြစ်တယ်လို့စက်ဖြစ်စီနဲ့ပတ်သက်ပြီးစကားပြောဆိုရတာစက်ဖြစ်စီများလက်ဆောင်ရတာစီးပွားရေးကိစ္စညှိနှိုင်းတိုင်ပင်ရတာလုပ်ငန်းကိစ္စညှိနှိုင်းတိုင်ပင်ရတာမျိုးတွေလေဒီကအတော်တွဲမှာဖြစ်ပေါ်တတ်တဲ့လာတလာဖြစ်ပါတယ်ဒီကအတွင်းမှာတနင်္လာသားသမီးများအနေနဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စခရီးနဲ့ပတ်သက်တဲ့ကိစ္စအထူးသတိထားပါအိမ်မှာနေခြင်းစိတ်နေပြီးခရီးထွက်ခြင်းစိတ်များနေပါလိမ့်မယ်အပြင်သွားခြင်းလားလာခြင်းလားအပြော်ပါနဲ့ပတ်သက်ပြီးသွားခြင်းလာခြင်းနဲ့အတွေ့ပိုင်းဆိုင်ရာလေးတွေများနေပါလိမ့်မယ်အဲ့လိုအတွေ့ပိုင်းဆိုင်ရာမျိုးလေးတွေများနေတယ်ဆိုလို့ရှိရင်နည်းနည်းလေးဂရုစိုက်ပါအိမ်ရင်းမှာပစ္စည်းပျောက်တတ်ပါတယ်ပျောက်တာရှာတာဖြစ်ပေါ်တတ်ပါတယ်မကြာခဏစိတ်ဒေါသခတ်တာစိတ်တိုင်းမကြတာအလိုမကြတာစိတ်ထိခိုက်စရာကိစ္စရပ်မျိုးလေးတွေကြုံတွေ့တတ်ပါတယ်အဲ့လိုကြုံတွေ့ရတဲ့အရာတွေကဘယ်ဟာမျိုးတွေနဲ့ပတ်သက်မလဲဆိုလို့ရှိရင်စိတ်ယုံစိတ်ကကိစ္စနော်နောက်တစ်ခုကကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စအတွက်အမြဲတမ်းစိတ်ထိခိုက်ရနေရတတ်တဲ့လာတလာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျန်းမာရေးနဲ့ပတ်သက်ရင်အထူးကြီးစိုက်ပါစိတ်ယုံစိတ်ကနဲ့ပတ်သက်ပြီးစိတ်ယုံစိတ်ကရောက်တတ်တဲ့လာတလာမျိုးဖြစ်တတ်ပါတယ်မကြာခဏဖုန်းပြောက်ခြင်းဖုန်းပြက်ခြင်းတခိုးခိုးခံရခြင်းနောက်တစ်ခုကဖုန်းမှန်ကွဲခြင်းအဲ့လိုအကြောင်းအရာမျိုးတွေလေးတွေဒီလအတော်တွဲမှာကြုံတွေ့ရတတ်တဲ့လာတလာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုလမျိုးမှာမိမိရဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေအထူးဂရုစိုက်ပါလို့အကြံပေးချင်ပါတယ်ဒီလအတော်တွဲမှာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ခြေထောက်မှာသွေးထွက်တန်ယိုဖြစ်တတ်တယ်ခြေထောက်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအထူးဂရုစိုက်ပါခြေထောက်မှာသွေးထွက်တန်ယိုဖြစ်တတ်တဲ့လာတလာလို့ဆိုရမှာဖြစ်တတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့ခါကျလို့ရှိရင်မရနဲ့လင်းနဲ့မရအပြေခဏထွက်နေတတ်တဲ့အိမ်တော်ဘက်အမျိုးသားတွေအပေါ်မှာဇနီးများတွေဘက်ကစိတ်တိုင်းမကြအလိုမကြတာတွေများနေလိမ့်မယ်အိမ်တော်ကြီးပဋိပက္ခလေးတွေဖြစ်ပေါ်တတ်တဲ့လာတလာဖြစ်တယ်လို့အပေါင်းတဲ့မိတ်ဆွေမှတ်တတ်သောအိမ်တော်ဘက်ဒီအတွက်စိတ်အနှောက်အယှက်တွေကြုံရတတ်တဲ့လုပ်ငန်းအတွက်အနှောက်အယှက်နဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကြုံရတတ်တဲ့လာတလာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်တနင်္လာသားသမီးများဒီလအတော်တည်းမှာစီးပွားရေးနဲ့ပတ်သက်တဲ့ပညာရပ်တွေမိမိတို့အတွက်ကောင်းမွန်သောသင်တန်းတွေတချို့သောပညာရပ်နဲ့မိမိတို့လိုအပ်နေတဲ့ပညာရပ်တွေလေ့လာရတာစီးပူးရတာပြန်လည်ပြီးတော့သင်ယူရတာအဲ့လိုကိစ္စရပ်မျိုးလေးတွေကြုံတွေ့တတ်တဲ့လာတလာဖြစ်တယ်လို့အကောင်းဆုံးသောပညာရပ်ဘဝရပ်တည်မှုအတွက်အကောင်းဆုံးသောပညာရပ်များရရှိတတ်တဲ့လာတလာလို့ဆိုရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ဒီလတဲ့အတော်တွင်းမှာတနင်္လာသားသမီးများရရှိတဲ့ပညာရပ်ကိုအကောင်းဆုံးယူထားပါလို့အကြံပြုခြင်းပါတယ်အကြံပေးခြင်းပါတယ်ဒီလအတော်တွင်းမှာငွေကြေးနဲ့ပတ်သက်လို့ရှိရင်မကြာခဏငွေပြတ်တာငွေနဲ့ပတ်သက်ပြီးပြဿနာတက်တာငွေကြေးနဲ့ပတ်သက်ပြီးတော့ရမလို့နဲ့မရတာရမလို့လည်းမရတာရှိတာလေးတွေထွက်တာကုန်တာအဲ့ဒီပုံစံမျိုးလေးတွေဖြစ်ပြီးမကြာခဏငွေပြတ်တာငွေကြေးနဲ့ပတ်သက်ပြီးစိတ်သောကပိုင်းဆိုင်ရာလေးတွေကြုံတွေ့တတ်တဲ့လာတလာဖြစ်တယ်လို့ငွေများဆဆရှိတယ်ဆိုလို့ရှိရင်လည်းစိတ်ယုံစီကံစီးပွားဝါးကနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်သွားတတ်တဲ့လာတလာလို့ဆိုရမှာဖြစ်တယ်ဒီလအတော်တွင်းမှာမိမိရဲ့အတွေးခေါ်မှန်ဖို့ဒီနံပါတ်1ပါမိမိရဲ့အတွေးခေါ်ကောင်းဖို့ဒီနံပါတ်1ပါဒီလအတော်တွင်းမှာတနင်္လာသားသမီးများအနေနဲ့ဘယ်ကိစ္စပဲလုပ်ဘယ်အရာပဲလုပ်နော်အစိမ်းရောင်တော်၎င်းအနက်ရောင်တော်၎င်းအညိုရောင်တော်၎င်းအပြာရောင်တော်၎င်းအဲ့လိုအယောင်မျိုးကိုအထူးရှောင်ရှားပြီးတော့ဝစ်စင်သုံးဆွဲတက်ပါတယ်အဲ့လိုအယောင်မျိုးတွေကိုအထူးရှောင်ရှားပါလို့အကြံပေးခြင်းတို့အရေးကြီးကိစ္စရပ်များစကားပြောဆိုစရာကိစ္စရပ်များရှိတယ်ဆိုလို့ရှိရင်အရှိတောင်တက်တဲ့အရက်အနောက်တောင်တက်တဲ့အရက်အဲ့ဒီအရက်မျိုးကိုမျက်နှာမူပြီးတော့တွားရောက်တာမျိုးလောက်ကင်တာမျိုးအလောက်ကင်နဲ့ပတ်သက်တဲ့အရေးကြီးကိစ္စများဆောင်ရွက်တာမျိုးကအထူးရှောင်ရှားပါလို့အကြံပြုခြင်းပါတယ်အဲ့ဒီလိုအရက်မျိုးမှာမိမိအတွက်ကောင်းကျိုးမရှိဘဲဆိုးကျိုးတွေပဲဖြစ်ပေါ်လာနိုင်တဲ့အနေအထားပိုင်းဆိုင်ရာဖြစ်တယ်လို့မိမိရဲ့စိတ်တိုင်းကြဖြစ်ပေါ်လာနိုင်တဲ့အနေအထားပိုင်းဆိုင်ရာလည်းသိပြီးတော့မရှိပါဘူးဒီလအတော်တွင်းမှာတနင်္လာသားသမီးများအတွက်အထူးကောင်းကျိုးပေးတဲ့အယောင်တွေအရက်တွေကတော့ရော့ရှက်ရောင်တွေအနှီးရောင်တွေအထူးကောင်းကျိုးပေးပါတယ်မိမိတို့အကျိုးအာနိသင်ကောင်းများရရှိစေပါတယ်မိမိတို့ကောင်းကျိုးများယူဆောင်လာပေးနိုင်တဲ့အယောင်တွေဖြစ်ပါတယ်မြောက်တဲ့ရက်အရှင်းမြောက်ရက်ဒီမိမိတို့ကောင်းကျိုးများပေါ်ပေါက်လာနိုင်တဲ့အရက်ဒေတာမျိုးဖြစ်တယ်လို့ဘယ်ကိစ္စပဲဖြစ်အရေးကြီးကိစ္စရက်များတွားရောက်မယ်လောက်ကင်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအရက်မျိုးကိုတွားရောက်ပြီးတော့လောက်ကင်ဆောင်ရွက်မယ်ဆိုလို့ရှိရင်တနင်္လာသားသမီးများအတွက်အရေးကြီးကိစ္စများပုံမူပြီးတော့အဆင်ပြေအောင်မြင်လာနိုင်တဲ့လာတလာဖြစ်ပါတယ်ဒီလအတော်တွင်းမှာတနင်္လာသားသမီးများအခက်ရက်များပြည်ရောက်စေဖို့အရေးနော်ကျွန်တော်တို့အိုးတလုံးမြေအိုးတလုံးမှာသဲအပြည့်ထည့်ပါပြီးတော့လို့ရှိရင်အပေါ်ကနေပြီးတော့အုံ6ညွန့်ထိုးပါထိုးပြီးသွားပြီဆိုလို့ရှိရင်မိမိရဲ့မွေးနံတောင်းမှာတော့၎င်းမိမိရဲ့မွေးနံတောင်းမှာတော့၎င်းအိမ်ဖျားမှာတော့၎င်းထူတန်းပေးပါ
တစ်ပတ်တစ်ခါမွေးနေ့တိုင်းပြုလုပ်ပြီးမယ်ဆိုရင်အခက်ခဲအချက်တဲများ